ဆက်လက်ပြီးမှကျွန်တော်တို့ဒီ Chelsea နဲ့ BHG Chelsea နဲ့ BHG ကြတော့ Chelsea BHG ကြတော့ကျွန်တော်တော့လုံးဝပြတ်သွားပြီလို့ကျွန်တော်မြင်တယ် Chelsea ဖန်နေ AC စိတ် short ထားပြီးမှအင်ကွန်ဖြစ်ပေမဲ့စိတ် short ပြီးမှ AC ကြည့်ရမယ်ပွဲလို့ကျွန်တော်မြင်တယ်အဲဆိုဒီBHG ကိုအဝေးကမှ9-9နဲ့အပြတ်တက်ပုံစံနဲ့ရှုံးသွားတယ်အင်ကွန်မှာဆိုပေမဲ့9-9ဆိုတဲ့ရလက်ကြီးကိုပြောင်းလဲဖို့မလွယ်ဘူးတော်တော်မလွယ်ဘူးဘာဖြစ်လို့ဆိုတော့အခုလက်ရှိChelsea ရဲ့ losing နဲ့ BHG losing ကိုကျွန်တော်ဆင်ကြည့်လို့ရှိရင်လည်း BHG ရဲ့ losing ကပုံမှန်ပြီးမှအင်အားတောင့်တင်တာကျွန်တော်တွေ့ရတယ်ဆိုတော့ Chelsea မှာလည်း losing ကရှိတယ်ကောင်းတာမှုကောင်းတယ်လူငယ်နဲ့တကယ်စူဖက်ထားတာကောင်းတယ်ဒါပေမဲ့ဒီလိုချန်ပီယံလိတ်လိုပွဲမျိုးတွေမှာကအတွေ့အကြုံလဲလို့တော့လို့ဒီစိတ်တည်ငြိမ်မှုဖို့စိတ်တရရမှာတည်ငြိမ်ရင့်ကျက်ဖို့လားအရင်အများကြီးလိုအပ်တယ်ပြီးလို့ဆိုရင် Chelsea မှာကျွန်တော်အများပြောတယ်နောက်တန်းပြဿနာကဒီနှစ်အများအားတွေ့ကြုံရတဲ့အရာဖြစ်တယ်နောက်တန်းမှာတကယ် leadership ကောင်းနဲ့အသင်းကောင်းဆောင်တယောက်အသင်းကိုတကယ်ဘယ်လိုပြောမလဲဥဆောင်နိုင်တဲ့နောက်တန်းတယောက်လို့တဲ့ Chelsea မှာအဲ့လိုမျိုးတယောက်လို့တယ်ပြီးလို့ရှိရင်Chelsea ရဲ့အနေချက်ကတော့ဒီချန်ပီယံလိဂ်မှာရောပရီးမီးယားလိဂ်မှာရောဒီနှစ်ပေါင်းမှာကျွန်တော်တွေ့နေရတဲ့အနေချက်ကနောက်တန်းဖြစ်တယ်ဆိုတော့9-9ဆိုရလက်ကိုပြောင်းပြန်လာပြီးမှပုံဖော်ဖို့တော့တကယ်ကိုမလွယ်ဘူးလို့ကျွန်တော်မြင်တယ်အားကြောင့်ဒီ Chelsea ကတော့ဘာဖြစ် Chelsea ဖန်နေ AC နဲ့ time မှာကြည့်ကြပါကျွန်တော်နေတော့ Chelsea ပြန်လာဖို့လမ်းကတော့အရန်ကိုနှဲပါတယ်ဒါပေမဲ့ Chelsea ဒီဘောလုံးမှာတော့ဘယ်ရမဆိုပါမဆိုဖြစ်သွားနိုင်တဲ့အလေးထားတော့ရှိတယ်ဒါပေမဲ့ Chelsea ဖန်နေစိတ်လျှော့ပြီးမှ AC ကြည့်ပါလို့ကျွန်တော်တို့ပြောချင်ပါတယ်